ကြည့်နေတဲ့သူကအတဝေးတကူရောက်လာပြီဆိုရင်ဘဝရဲ့တနေရာမှာအောင်မြင်တဲ့သူတယောက်ဖြစ်နေပြီလားကိုမျောမှန်းထားတဲ့ပန်းတိုင်းကိုမျောမှန်းထားတဲ့ရည်မှန်းချက်ရွေချက်ကိုရောက်နေတဲ့သူတယောက်ဖြစ်နေပြီလားစီးပွားရေးမှာကိုထိုးချုံပြီးတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီလားဒါမှမဟုတ်ရင်လုပ်ငန်းဝင်မှာရောကိုကဝန်ထမ်းတယောက်အနေနဲ့အောင်မြင်ထူးချွန်တဲ့ယာတုတစ်ခုရတာတဲ့သူတယောက်ဖြစ်နေပြီလားပြည့်စုံတဲ့ relationship တစ်ခုခင်ဗျားဒီမှာရနေပြီလားဒီလိုမဟုတ်ဘဲနဲ့တာမန်ဘဝလေးနဲ့ပဲနေတဲ့သူတယောက်လားအဘွားကဘာမှမလုပ်ဘဲနဲ့ပြည့်စုံရင်းတဲ့သူ perfect ဖြစ်ရှင်တဲ့သူတယောက်လားလုပ်ငန်းဝင်မှာရောမကြိုးစားပဲပုံမှန်ချိန်တိုင်းလာစားရမှာပါဆိုတဲ့စိတ်နဲ့လုပ်နေတဲ့သူတယောက်လားပုံမှန်ရွေချက်မရှိဥတီချက်မရှိပဲဒါပေမဲ့လမ်းပြောင်းနေတဲ့သူတယောက်ဖြစ်နေပြီလားကိုအားမလို့အမရဖြစ်ပြီးတော့မကောင်းတဲ့ negative အတွေးတွေပဲဝင်နေတဲ့သူတယောက်လားဒီလိုဆိုရင်တော့ဒီဗီဒီယိုကခင်ဗျားတက်ဖြစ်မှာပါခင်ဗျားရဲ့တနေ့တာ1440မိနစ်ထဲကမိနစ်20ပဲကျွန်တော်ပေးပါဒီဗီဒီယိုမိနစ်20ကြည့်ပြီးသွားရင်တော့ဘာမှထူးချွန်ထက်မြက်တဲ့သူတယောက်ဖြစ်လာဖို့ထူးချွန်ထက်မြက်ပြီးတော့အောင်မြင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာလမ်းစာရသွားမှာပါဆိုဗီဒီယိုစလိုက်အောင်ဆိုတော့လူတော်တော်များများကထူးချွန်ထက်မြက်တဲ့သူတယောက်တွေ့ပြီဆိုရင်ဒီလူကတော့မွေးကလေးကပါတယ်ဒီလူကတော့မွေးကလေးကကံကောင်းကြတယ်ဒီလူကမွေးကပါတယ်ဒီလိုမျိုးထင်နေကြတယ်တကယ်တမ်းမဟုတ်ဘူးဘဝရဲ့နေပဲအသီးသီးမှာထူးချွန်ထက်မြက်နေတဲ့သူတွေကိုတွားကြည့်လိုက်သူတို့ရဲ့ဘဝကိုကြည့်လိုက်ရင်မွေးတွေကကံကောင်းကြတယ်လို့ထင်ကြတယ်တကယ်တမ်းမွေးတွေကကံကောင်းကြတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကြိုးစားခဲ့လို့သူတို့ကိုယ်တိုင်ဖြစ်ချင်တဲ့အရာတစ်ခုကိုသူတို့သိတယ်အဲ့တော့သူတို့ဖြစ်ချင်တဲ့အရာတစ်ခုကိုသူတို့ကြိုးစားခဲ့တဲ့အတွက်ကြောင့်သူတို့ဒီနေရာရလာကြတာအောင်မြင်မှုတွေရလာတာထူးချွန်ထက်မြက်တဲ့သူတယောက်တွေဖြစ်လာတာဒါတွေကိုလူတော်များများကမွေးတွေကပါရမီပါတယ်မွေးတွေကဒီလူကအတန်ကောင်းတယ်မွေးတွေကဒီလူကတော့ရုပ်ချောတယ်မွေးတွေကဒီလူကတော့မိဘကချမ်းသာတယ်သူကချမ်းသာတယ်ဒီလိုမျိုးတွေးကြတာတကယ်မဟုတ်ဘူးကိုယ်တိုင်ဘဝရဲ့ထူးချွန်ထက်မြက်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ဆိုရင်ကိုယ်တိုင်ကြိုးစားရမယ်ကျွန်တော်အခုလက်ရှိသုံးနေတဲ့မီးသေးကိုတင်ထင်ခဲ့တဲ့သောမတ်အက်ဒီဆင်ဆိုရင်အချိန်ထောင်ပေါင်းများစွာကြိုးစားခဲ့ပြီးမှမီးသေးဆိုတဲ့အရာကိုဖြစ်လာခဲ့တာသူစမ်းသပ်ခဲ့တယ်အချိန်ထောင်နဲ့ချီရာနဲ့ချီစမ်းသပ်ခဲ့တယ်အစပိုင်းတော့မှာတော့ကြာရှုံးခဲ့တယ်မအောင်မြင်ခဲ့ဘူးလိုအပ်ချက်တွေရှိခဲ့တယ်ဒီလိုပဲကိုယ်တိုင်ကြိုးစားရင်းနဲ့တဖြည်းဖြည်းနဲ့ကိုယ်တိုင်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိလာပြီဆိုရင်အဲ့ဒီအရာကိုကြိုးစားရင်းနဲ့မှနောက်ဆုံးကျရင်ဖြစ်နိုင်တယ်ဆိုတော့ခမရဘွားကိုပြောင်းလဲဖို့အတွက်ပထမဆုံးလုပ်ရမယ့်အချက်ကရီမန်းချက်ပန်းနိုင်ထားပါလူတို့များကရီမန်းချက်ပန်းနိုင်မရှိကြဘူးကျွန်တော်လည်းရင်တော့ရီမန်းချက်ပန်းနိုင်ဆိုတာဘာမှမသိခဲ့ဘူးကိုယ်တိုင်ဘဝမှာဘာဖြစ်ချင်လဲဆိုတာတော့ကိုယ်တိုင်မသိခဲ့ဘူးအခုကအောင်မြင်တဲ့သူတွေအခုခေတ်ထူးချွန်ထက်မြက်တဲ့သူတွေကိုကြည့်လိုက်သူတို့မှာသူတို့ရဲ့ရီမန်းချက်ပန်းနိုင်ကိုယ်စီရှိတယ်အဲ့ဒီရီမန်းချက်ပန်းနိုင်ကိုလည်းအဲ့ရီမန်းချက်ကိုလည်းသိထားဖို့လိုတယ်ကိုရီမန်းချက်ကဘာလဲကိုကတစ်ချိန်ကျရင်ဘာဖြစ်ချင်တာလဲငါတစ်ချိန်ကျဘာဖြစ်ချင်တာလဲငါကဆရာဝန်တယောက်ဖြစ်ချင်တာလားငါအင်ဂျင်နီယာတယောက်ဖြစ်ချင်တာလားဒါမှမဟုတ်လေကွန်တက်အခုလိုမျိုး content creator တွေဖန်တီးနေတဲ့သူတယောက်ဖြစ်ချင်တာလား food blogger ဖြစ်ချင်တာလားဒါတွေကိုယ်တိုင်ရီမန်းချက်ထားတတ်ရမယ်အဲ့ဒီရီမန်းချက်ကိုသိမှရီမန်းချက်ကိုရှင်းရှင်းလင်းလင်းသိမှကိုယ်တိုင်အနာဂတ်မှာဘာဖြစ်ချင်လဲဆိုတာသိမှအခုချိန်မှာကိုယ်တိုင်ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်မှာဖြစ်ပါတယ်ပတ်စံပဲရှာချင်တာလားစီးပွားရေးမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တာလားဒါမှမဟုတ်နေပဲအသီးသီးမှာကျွမ်းကျင်တဲ့သူတယောက်ဖြစ်ချင်တာလားဖြစ်ချင်တဲ့ရီမန်းချက်ကိုကိုယ်တိုင်ပြန်ပြီးမေးကြည့်ပါပေါ်မှာငါဘာဖြစ်ချင်တာလဲငါဘာလုပ်ချင်တာလဲဒါတွေခင်ဗျားမေးပြီးရင်ခင်ဗျားလမ်းစာတစ်ခုရလာလိမ့်မယ်ဘာဒါတွေကိုအရင်ဆုံးမေးလိုက်ကိုဘာဖြစ်ချင်တာလဲပြန်ပြီးမေးရှေ့ဆက်ငါဘာတွေလုပ်ရမလဲဒါတွေခင်ဗျားလမ်းစာရောက်သွားလိမ့်မယ်အဲ့ဒီအခါကျရင်ခင်ဗျားအချိန်ကုန်တက်တာမယ်ခင်ဗျားတို့မလုပ်တဲ့အရာတွေမလုပ်ဖြစ်တာတွေခင်ဗျားလုပ်ဖြစ်တော့မှာမဟုတ်တော့ခင်ဗျားတကယ်အကျိုးရှိသည်များခင်ဗျားတို့ခင်ဗျားဘဝရဲ့ရီမန်းချက်ပန်းနိုင်ကိုသိပြီဆိုရင်အဲ့ဒီရီမန်းချက်ပန်းနိုင်ကိုပဲဆက်လုပ်နေရမှာဖြစ်ပါတယ်ရီမန်းချက်မရှိတဲ့သူကအိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ပဲဘယ်ကိုပဲပြေးဘယ်ကိုပဲသွားဘယ်မှရောက်မှာမဟုတ်ဘူးဒီနေ့မှပဲတန်တရားလဲပြီးတော့ဒီဘဝထဲမှာရုံထွက်နိုင်မှာလည်းမဟုတ်ဘူးဒီလိုပဲရီမန်းချက်မရှိတဲ့သူတယောက်ကလည်းပေါ်မှာဘာဖြစ်ချင်လို့ဘာဖြစ်ချင်မှမသိဘူးဆိုရင်သူ့မှာလမ်းမရှိဘူးအိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ပဲဘယ်ပဲသွားဘာပဲလုပ်ဒီတန်တရားစောင့်ဝန်းထဲမှာပဲဒီနေ့ social media သုံးမယ်ဒီနေ့ game ဆော့မယ်ချိန်ကုန်မယ် social media မှာချိန်ကုန်မယ်ဒီလိုနဲ့ပဲဘဝတန်တရားလဲနေမှာအောင်မြင်မှာလည်းမဟုတ်ဘူးတိုးတက်မှာလည်းမဟုတ်ဘူးခင်ဗျားဘဝကိုပြောင်းလဲဖို့အတွက်လိုရတဲ့နံပါတ်2အချက်ကတော့နေတိုင်းမိနစ်20သင်ယူဖို့ဖြစ်ပါတယ်24နာရီလူတိုင်းမှာရှိတယ်ဒါတွေကိုလည်းကျွန်တော်ရှေ့ရဗီဒီယိုမှာပြောခဲ့ပြီးပြီလူတိုင်းမှာ24နာရီရှိတယ်လူတိုင်းကတစ်ရက်မှာ1440မိနစ်ဆိုတာရှိတယ်လူတိုင်းတစ်ရက်မှာနော်တစ်ရက်မှာ1440မိနစ်ပိုင်တယ်
အခုကြည့်နေတဲ့ခင်ဗျားလည်းပိုင်တယ်ကျွန်တော်လည်းပိုင်တယ်ဆိုတော့1440မိနစ်ထဲမှာမိနစ်20ပဲခင်ဗျားလေ့လာဖို့အတွက်ပညာရဲ့တစ်ခုကိုသင်ယူဖို့အတွက်ခင်ဗျားသုံးရလိမ့်မယ်ဘာပဲဖြစ်ဖြစ်ခင်ဗျားဘာပဲသင်အင်္ဂလိပ်စာသင်တာပဲဖြစ်ဖြစ် video editing ပဲသင်တာပဲဖြစ်ဖြစ် content creation ဖန်တီးနေတာဖြစ်ဖြစ်ဒီလိုမျိုးဓာတ်တွေကိုသင်တာဖြစ်ဖြစ်ကိုဝန္ဒနာပါတဲ့အလုပ်တစ်ခုကိုဝန္ဒနာပါတဲ့ပညာရဲ့တစ်ခုကိုအချိန်တစ်နေ့ကိုမိနစ်20ပဲလေ့လာခင်ဗျားတစ်နေ့ကိုမိနစ်20နဲ့လေ့လာတယ်ခင်ဗျားတစ်နေ့နေခင်ဗျားနိုင်120ဖြစ်လာလိမ့်မယ်ခင်ဗျားနိုင်120ဆိုခင်ဗျားနဲလို့ထင်ရလိမ့်မယ်ဒါပေမဲ့ခင်ဗျားအဲ့နိုင်120ခင်ဗျားရဲ့ပေးဆက်မှုကတကယ်လည်းခင်ဗျားရဲ့အဲ့ပညာရက်မှာတစ်ဖက်ကကျွမ်းကျင်သွားလိမ့်မယ်တစ်ဖက်ကကျွမ်းကျင်လာလိမ့်မယ်ခင်ဗျားဘာပဲသင်video editing ဆိုလဲခင်ဗျာ video editing ကိုဒီနေ့တိုင်းမိနစ်20ပဲလေ့လာဒီနေ့မိနစ်20နောက်နေ့မိနစ်20ဒီလိုမျိုးနဲ့နေ့တိုင်းလှုပ်သွားမယ်ဆိုရင်ခင်ဗျာတစ်နေ့ကြာတဲ့အခါခင်ဗျာ video editing မှာဆရာတစုဖြစ်လာလိမ့်မယ်ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်သူများလိုမျိုး editing တွေလုပ်နိုင်လာလိမ့်မယ်နံပါတ်3အချက်ကတော့ discipline ရှိရပါမယ်ခင်ဗျာစီကံမရှိဘူးဘာပဲလုပ်စီကံမရှိသူခင်ဗျာအောင်မြင်မှာလည်းမဟုတ်ဘူးခင်ဗျာထူးချွန်ထမ်းတဲ့သူတစ်ယောက်ဖြစ်မှာလည်းမဟုတ်ဘူးထူးချွန်ထမ်းတဲ့သူတွေကိုကြည့်လိုက်သူတို့မှာစီကံရှိတယ်သူတို့ဖြစ်ရှင်တဲ့ຢာတစ်ခုကိုသူတို့စီကံတကြတေးချာဒီဇိုင်းမဲ့လုပ်တယ်အဲ့ဒီအရာကြောင့်ပဲထူးချွန်ထမ်းတဲ့သူတစ်ယောက်ကဖြစ်လာတာအောင်မြင်တဲ့သူတစ်ယောက်ဆိုတာဖြစ်လာတာကိုဖြစ်ရှင်တဲ့စန္ဒတစ်ခုပထမဆုံးကျွန်တော်ပြောခဲ့ရနော်ကိုဖြစ်ရှင်တဲ့စန္ဒတစ်ခုကိုအပြင်းမဲနဲ့စက်တိုက်လုပ်မယ်ခုနကကျွန်တော်ပြောခဲ့သလိုနေ့တိုင်းမိနစ်20လေးလာမယ်ဆိုရင်နေ့တိုင်း20ဒီလေးလာမယ်ဆိုရင်ခင်ဗျာအချိန်တစ်ခုကြာလာရင်အဲ့ဒီပညာရက်မှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်လိမ့်မယ်အဲ့ဒီကျွမ်းကျင်မှုအတွက်အဲ့ဒီအရာလုပ်ဖို့အတွက်ခင်ဗျာစီကံရှိရလိမ့်မယ်စီကံမရှိဘူးကိုကဒီနေ့မှသင်လိုက်တယ်ဒီနေ့ပညာတစ်ခုလေ့လာတယ်နောက်နေ့ကျရင်လည်းပညာရဲ့နောက်တစ်ခုထပ်လေ့လာတယ်ဒီလိုမျိုးလုပ်လို့မရဘူးဘာလို့လဲဆိုရင်ခင်ဗျာဒီပညာရဲ့တစ်ခုတည်းကိုပဲဒီဇိုင်းမဲ့လေ့လာရမယ်အဲ့ဒါမှအချိန်တစ်ခုကြာလာတဲ့အခါအဲ့ဒီပညာရဲ့မှာကျွမ်းကျင်တဲ့အဆင့်ကိုရောက်လာမှာမဟုတ်ဘူးခင်ဗျားကတပုတ်မြညာတဲ့ဝါသနာပါတယ်ဗီဒီယိုအက်ဒီတဲ့ဝါသနာပါတယ်ခင်ဗျာစာရေးရောက်လည်းဝါသနာပါတယ်ခင်ဗျာစမင်းညက်တော့လည်းဝါသနာပါတယ်ဒီလိုမျိုးအလုပ်တွေအများကြီးလုပ်လို့မရဘူးကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်ကိုယ်တိုင်ကျွန်တော်ဘာဖြစ်ချင်မှမသိဘူးဘာဖြစ်ချင်မှလည်းမသိခဲ့ဘူးအဲ့အချိန်တော့ဘဝမှာရီမန်းချက်ဥတီချက်ဆိုတာတိတ်မရှိဘူးခုံပြောရရင်ရီမန်းချက်ဆိုတာဘာမှတော့မသိဘူးကျွန်တော်အခုလိုမျိုး content တွေဆိုင်ပြီးတော့လည်းရိုက်နေမယ်လို့တွေးတော့မတွေးဘူးအဲ့တော့ကျွန်တော်အကုန်လုပ်ချင်တာကျွန်တော်သူများလူမျိုးဗီဒီယို editing ကိုလည်းကျွန်တော်လိုက်လေ့လာခြင်းတယ်ဗီဒီယို editing ကိုလည်းတက်ချင်တယ်ဓာတ်ပုံပညာကိုလည်းကျွန်တော်လေ့လာခြင်းတယ်ကျွန်တော်ဒီ content writing အကြောင်းတွေကိုလည်းကျွန်တော်လေ့လာခြင်းတယ်အဲ့ဒီမှာကျွန်တော်သိလိုက်တာကအဲ့ဒီຢာတွေကိုကျွန်တော်အကုန်လုံးမလုပ်နိုင်ဘူးဆိုတာကျွန်တော်အကုန်လိုက်ပြီးတော့လေ့လာတယ်အကုန်လိုက်ပြီးတော့သင်ယူတယ်တကယ်တမ်းအဲ့ဒီຢာတွေအတွက်လုပ်ဖြစ်လားဆိုတော့မလုပ်ဖြစ်ဘူးဘာလို့မလုပ်ဖြစ်ဘူးလဲဆိုရင်အလုပ်တစ်ခုတည်းကိုမလုပ်ခဲ့လို့ဗီဒီယို editing ကိုလေ့လာမယ်ဆိုရင်ဗီဒီယို editing ကိုပဲအချိန်တစ်ခုကြာအောင်6လတန်ဒီတစ်နှစ်တန်ဒီဒီလိုမျိုးမလေ့လာခဲ့ပဲနဲ့ဒီနေ့လေ့လာလိုက်ဒီနေ့လေ့လာလိုက်မနေ့ပြန်မလေ့လာလိုက်နောက်နေ့ကျရင်ထပ်ပြီးလေ့လာလိုက်ဒီလိုမျိုးတွေစီကံမရှိခဲ့လို့စီကံမရှိတော့ဘာဖြစ်လဲဆိုရင်နောက်ပိုင်းကျဘာမှမဖြစ်လာဘူးဒါကြောင့်ပဲကျွန်တော်ဒီဗီဒီယိုမှာစီကံရှိဖို့အတွက်အရေးကြီးရဲဆိုပြီးနံပါတ်3ချက်မှာထည့်ပြတာဖြစ်ပါတယ်ဒါတွေကကျွန်တော်မှားခဲ့တဲ့ကျွန်တော်ကိုယ်တိုင်သင်ယူတာမှားခဲ့တဲ့အမှားတွေပါဒါတွေကြောင့်ပဲကျွန်တော်ပြန်ပြီးတော့ပြုပြင်နိုင်ခဲ့တယ်။နောက်ပိုင်းမှာကျွန်တော်သိလာခဲ့တယ်။ဒီလိုမျိုးသိလာတဲ့အနောက်မှာကျွန်တော်စီကံရှိလာတယ်။ကျွန်တော်စီကံတကြလောက်တက်လာတယ်။ကျွန်တော်ဒီလိုမျိုးစီကံမရှိတာတွေမလုပ်ဖြစ်တော့ဘူး။ခင်ဗျကွန်တက်တွေဖန်တီးနေတဲ့သူတယောက်ဆိုပါတော့။ခင်ဗျနေတိုင်းလိုခင်ဗျကွန်တက်တွေဖန်တီးနေတဲ့သူတယောက်ဆိုရင်ခင်ဗျမှာ idea ကောင်းတွေရှိရမယ်။အဲ့ဒီ idea ကွန်တက်တစ်ပုဒ်ဖြစ်လာဖို့အတွက် content plan တွေ script writing တွေအခုလိုမျိုးဗီဒီယိုပြောမယ်ဆိုရင် script writing တွေလိုမယ်။ပြီးရင် content writing တွေလည်းလိုမယ်။ပြီးဒါတွေကိုစနစ်တကျစီတင်ရမယ်။စနစ်တကျလုပ်တတ်ရမယ်။အဲ့ဒီအရာတွေလုပ်ဖို့အတွက်ကျွန်တော်ခုနကပြောခဲ့သလိုမျိုးစီကံတကျလုပ်ရလိမ့်မယ်။ဒီနေ့မှာတော့ content writers ဒီနေ့မှာတော့ content writing ရေးမယ်။နောက်နေ့မှာတော့ content plan ဆွဲမယ်။နောက်နေ့မှာဘယ်နေ့မှာတော့ဒီ content အတွက်အပြီးသက် financial ရိုက်မယ်ဆိုတာကြိုပြီးတော့မှတ်ထားရတယ်။ကြိုပြီးတော့ schedule လုပ်ထားရတယ်ပေါ့နော်။ဒီလိုမလုပ်ဘူးဒီလိုစီကံမရှိအောင်မလုပ်ဘူးဆိုရင်ခင်ဗျရိုက်ချင်တဲ့နေ့မှာရိုက်မယ်။မရိုက်ချင်တဲ့နေ့ဆိုမရိုက်ဘူးဒီလိုမျိုးသွားပြီးတော့လုပ်မယ်ဆိုရင်ခင်ဗျာတတ်မှတ်ထားတဲ့ content တစ်ပုဒ်ကလည်းပြီးမှမဟုတ်ဘူးဆိုတော့ကိုယ်တိုင်စီကံရှိဖို့အတွက်ကိုယ့်ရဲ့လုပ်ကိုတန်ဖိုးထားပါကိုဘာဖြစ်ချင်တာလဲကိုယ့်ရဲ့ရည်မှန်းချက်မှန်းနိုင်ကိုရည်မှန်းချက်ပေါ့နော်ကိုရည်မှန်းချက်ကျွန်တော်ပြောခဲ့သလိုပဲကိုရည်မှန်းချက်ကိုကိုယ်တိုင်တန်ဖိုးထားပါစီကံနဲ့လုပ်မယ်ဆိုရင်အောင်မြင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်ခင်ဗျာဘုတ်ကိုပြောင်းလဲဖို့အတွက်နံပါတ်4အချက်ကတော့ဂျာရှုံးမှာကိုမကြောက်ပါနဲ့
လူတိုင်းကအောင်မြင်မှာထက်ကြာရှုံးမှုကိုပိုပြီးတော့ကြောက်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမရိုက်နိုင်ခင်တုန်းကကျွန်တော်ကြာရှုံးခြင်းတွေဂျုံခဲ့ရတယ်ငါတော်ပါပြီကွာဒါကြီးကငါနဲ့မကိုက်ဘူးဒီလိုကြီးငါနဲ့အဆင်မပြေဘူးဆိုတော့တွေးလိုက်တယ်အဲ့ဒီမှာကျွန်တော်6လလောက်အရင်ဘဝပြန်ရောက်သွားခဲ့သေးတယ်အရင်လိုမျိုးပဲဂိမ်းတွေဆော့တယ်အရင်လိုမျိုးပဲတမန်ဘွားလေးနဲ့နေတယ်ဘာဆိုမှမလုပ်ချင်တော့ဘူးအဲ့ဒါကကျွန်တော်ရီမန်းချက်ဖြစ်ပြီးနော်ရီမန်းချက်ကျွန်တော်လုံနေပြီစပြီးတော့လုံနေပြီဆိုပြီးမှဖြစ်လာတာဒါတွေခင်ဗျကြုံရလိမ့်မယ်ဝက်ဆက်လုံချင်းဗီဒီယိုဆက်လုံချင်းမှာဘာပဲလုပ်ဘယ်ရပဲလုပ်ဆက်လုံချင်းမှာခင်ဗျားကိုပတ်ဝန်းကျင်ကပြောမဲ့ဒဏ်တွေဒီခင်ဗျားကိုသူများတွေပြောမဲ့ဒဏ်တွေခင်ဗျားဓာတွေကိုကြာရှုံးရင်းတွေကိုလက်ခံရလိမ့်မယ်ကျွန်တော်ဗီဒီယိုစရတဲ့တုန်းကကျွန်တော်ကိုသူများတွေလာပြောကြတယ်မင်းဗီဒီယိုဘယ်သူမှမကြည့်ချင်ဘူးမင်းတို့ဒီကင်မရာလေးမှာဘယ်သူမှမကြည့်ချင်ဘူးပေါ့နော်ဒီလိုမျိုးလာပြောတယ်တော်တော်လေးကိုစိတ်လက်ကြတာပေါ့နော်စိတ်လက်ကြသွားတယ်ကိုလည်းမလုပ်ချင်တော့ဘူးအဲ့အကြောင်းကျွန်တော်6လလောက်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ပြန်ပြီးတော့ရင်ဘွားပြန်သွားတယ်နောက်ပိုင်းမှာတော့ကျွန်တော်ပြန်ပြီးတော့ပြန်ထနိုင်ခဲ့တယ်ကျွန်တော်ပြန်ပြီးတော့အပိစကားလေးပြန်ပြောတယ်ငါတို့ကြောင့်ငါတို့လည်းလုပ်နေတာမဟုတ်ဘူးငါဒီလုပ်ကိုငါကြိုက်လို့လုပ်နေတာဒီလုပ်တော့ပတ်စံရသည်ဖြစ်စေပတ်စံမရသည်ဖြစ်စေငါကြိုက်လို့လုပ်တာငါဝါသနာပါလို့လုပ်တာမင်းတို့ပြောလေဘာဖြစ်လဲပြောငါအေးဆေးပဲဒီလိုမျိုးစိတ်နဲ့လုပ်ခဲ့တယ်ကျွန်တော်ဒါတွေလည်းရှေ့ကဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့တယ်မင်းတို့ဘာပဲလုပ်မင်းတို့ဒါပဲပြောမင်းတို့ဘာပဲပြောငါ view ဆိုင်ဘူးငါလုပ်ချင်တဲ့ຢာတစ်ခုကိုငါရအောင်လုပ်မယ်အောင်မြင်တာကြာရှုံးတာငါအပိုင်မင်းတို့ပိုင်မဟုတ်ဘူးဒီလိုမျိုးတွေးပြီးတော့ကိုပြန်ပြီးတော့ပြန်ထနိုင်ခဲ့တယ်ကျွန်တော်ပြန်ပြီးတော့ဒီလိုမျိုးဗီဒီယိုတွေပြန်ပြီးတော့လုံလည်လာခဲ့တယ်ကြာရှုံးတဲ့အချိန်တိုင်းကြာရှုံးတဲ့အခါတိုင်းမောင်မြင်တဲ့အခါတိုင်းမှာသင်ခန်းစာမှတ်ယူပြီးတော့ကိုဘွားအတွက်ကိုမျှော်မှန်းထားတဲ့ပန်းတိုင်းကိုတတ်မှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်းကိုယ်တိုင်ရှောင်လိုက်ရလိမ့်မယ်အလုပ်တကယ်လုပ်နေတဲ့သူတွေအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကြိုးစားနေတဲ့သူတွေဒီလိုမျိုးလူတွေမှာအချိန်ဆိုတာကန့်သတ်ထားရတယ် Tesla ကုမ္ပဏီရဲ့ CEO Elon Musk ဆိုရင်သူငယ်ရွယ်စဉ်မှာသူ့ရဲ့ကြိုးစားမှုကဘယ်လောက်ထိအောင်ရှိလဲဆိုရင်တနေ့ကိုမြအိတ်ချိန်4နိုင်လောက်ပဲရှိတယ်။ကျန်တဲ့ချိန်ကအလုပ်ထဲမှာပဲထည့်ထားတယ်။တခါတလေအိမ်မပြောင်းမဲနဲ့ရုံးမှာပဲအိတ်တဲ့ရက်တွေအောင်ရှိခဲ့တယ်။ဒီလိုမျိုးနဲ့သူ့ဘဝကိုတိုးတက်ပြောင်းလဲအောင်သူကိုယ်တိုင်လုပ်နိုင်ခဲ့တယ်။သူကိုယ်တိုင်အချိန်ကိုတန်ဖိုးထားခဲ့တယ်။ဘဝရဲ့တနေ့နာမှာလူတော်များသုံးနေကြတဲ့ social media တွေဒါတွေကကိုယ့်ရဲ့အချိန်တွေကိုလူယူနေတာနဲ့အတူတူပါပဲ။ခင်ဗျာအချိန်ပြေဖုန်းသုံးနေတဲ့သူတယောက်ဆိုရင်ဒီနေ့ကစပြီးတော့ဖုန်းသုံးတာကိုရက်ပါကိုယ့်ရဲ့စခွန်တိုင်းကိုရှော့ချပါကိုဖြစ်ရှင်တဲ့ကိုလှုပ်ချင်တဲ့အရာတစ်ခုကိုကိုယ်တိုင်အချိန်ကိုတန်ဖိုးထားပြီးတော့လုပ်ပါကျွန်တော်ရှိမှပြောခဲ့သလိုပဲ1940မိနစ်ထဲမှာမိနစ်20ကိုပဲလီလာသင်ယူပါမိနစ်20ပဲဒါမှမဟုတ်ရင်လည်းခင်ဗျာတက်နိုင်တဲ့အလှည့်ရောက်ပညာရေးတစ်ခုကိုလေ့လာပါပညာတစ်ခုလေ့လာပြီးတော့ခင်ဗျာအချိန်တွေကိုတန်ဖိုးထားတတ်မယ်ဆိုရင်ဘဝမှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်တိုးတက်မဲ့သူတစ်ယောက်လည်းဖြစ်လာပါလိမ့်မယ်နံပါတ်6ကတော့ပတ်ဝန်းကျင်ကောင်းမှနေပါအခုလက်ရှိရောက်နေတဲ့ပတ်ဝန်းကျင်ကမကောင်းဘူးဆိုရင်ပတ်ဝန်းကျင်ကောင်းရှာရပါလိမ့်မယ်ခင်ဗျာအခုလက်ရှိနေတဲ့နေရာကပေါင်းသင်းဆက်ဆံတဲ့သူတွေကကိုမကောင်းပြောနေမယ်ကိုတစ်ချိန်လုံး negative အတွေးတွေပဲထည့်ပေးနေမယ်မင်းမလုံးနဲ့မင်းမအောင်မြင်ဘူးဒီလိုမျိုးအတွေးတွေဒီလိုမျိုးစကားသံတွေကိုပြောလာမယ်ကိုဒီလိုမျိုးအတွေးတွေထည့်ပေးလာမယ်ဆိုရင်ခင်ဗျာအဲ့ဒီသူတွေနဲ့အပေါင်းအသင်းမလုံးနဲ့တော့ကိုဘွားတိုးတက်ရေးအတွက်တမှုရှိတဲ့သူတယောက်ဖြစ်လာအောင်ခင်ဗျာဘုံဝင်ချင်းကောင်းတငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရှာတတ်ဖို့လိုမယ်ခင်ဗျာအင်းလေးစကားကိုကျွမ်းကျင်အောင်ပြောတတ်ချင်တဲ့သူတယောက်ဆိုပါစို့ခင်ဗျာတာမန်ချက်ွက်တဲ့တငယ်ချင်းတွေပဲနေမယ်ပုံမှန်အတိုင်းပဲနေမယ်ဆိုရင်ခင်ဗျာအင်းလေးစကားကပြောတတ်မှလည်းမဟုတ်ဘူးတိုးတက်လာမှလည်းမဟုတ်ဘူးဒီလိုမဟုတ်ဘဲနဲ့ခင်ဗျာကအင်းလေးတင်တက်နေတဲ့တငယ်ချင်းပေါင်းတွေနဲ့တွားပြီးတော့အဆက်အသွယ်လုပ်တာမျိုးမိတ်ဖွဲ့တာမျိုးသူတို့နဲ့ community တွားပြီးတော့ join တာမျိုးသူတို့နဲ့စကားတွေအများကြီးပြောတာမျိုးသူတို့တင်တန်းတွားပြီးတက်တာမျိုးဒီလိုမျိုးလုပ်မှ community တွေကောင်းမှခင်ဗျာသူတို့နဲ့ရောနှောပြီးတော့နေနိုင်မှခင်ဗျာအင်္ဂလိပ် skill ကလည်းပို့ပြီးတော့ကောင်းလာလိမ့်မယ်ပို့ပြီးတော့လည်းစကားကိုပို့ပြီးတော့ကျွမ်းကျင်အောင်ပြောတတ်လာနိုင်လိမ့်မယ်ဒီလိုမျိုးပဲခင်ဗျာပုံမှန်တိုင်းလေးပဲအေးစစ်စစ်ပဲနေမယ်ဆိုရင်ခင်ဗျာဒီလိုပဲတာမန်ရက်ကွက်တွေကတငယ်ချင်းတွေပဲနေမယ်တာမန်ရက်ကွက်တွေကဘွားလေးနဲ့နေမယ်ဆိုရင်ခင်ဗျာအင်္ဂလိပ်စကားကိုလည်းကောင်းကောင်းပြောတတ်မှာမဟုတ်ဘူးနံပါတ်9ကတော့ negative people တွေကိုရှောင်ပါဘွားမှာခင်ဗျာဘာပဲလို့မဖြစ်နိုင်ဘူးမရနိုင်ဘူးမလုံနဲ့သွားမလုံနဲ့ဒါတွေကိုစမလုံနဲ့ခင်ဗျာဒီလိုမျိုးပြောတဲ့စကားတွေလည်းခင်ဗျာကြားဘူးကြပါပါကျွန်တော် YouTube ပြီးတော့စပြီးတော့လုံမယ်လို့တွေးတော့က
စပြီးတော့တွေးအချိန်မရှိသေးတယ်တကယ်မလုပ်ရသေးဘူးကျွန်တော် YouTube ဗီဒီယိုစပြီးလုပ်မယ်သူတို့ပြပြတယ်ဗောနော်ကိုယ့်ရဲ့ရီမချက်ပန်တိုင်းကိုတွားပြီးပြပြတယ်ငါ YouTuber တယောက်ဖြစ်ရှင်နေငါ YouTube မှာ content တွေဖိုင်နေခြင်းနဲ့ငါဒါတွေကိုဒီလိုမျိုးလုပ်ရင်စင်ပြင်းလိုက်ကိုကတွားပြီးတော့ရင်ဖွင့်တာအဲ့မှာသူတို့ပြင်ပြောတယ်မင်းတော်မလို့နဲ့မင်းမလရနိုင်ဘူးမင်းအ YouTube မှာအောင်မြင်တဲ့သူတယောက်မဟုတ်ဘူးမင်း YouTube မှာမတကယ်လုပ်နိုင်မှာမလားမင်း YouTube မှာဒါတွေဖြစ်နိုင်မှာမလားဒီလိုမျိုးပြန်ပြောလာတယ်အဲ့ဒီချိန်မှာကိုယ့်ရဲ့မကောင်းတဲ့အတွေ့အကြုံဝင်လာပြီငါဒါကြီးကိုမလုပ်နိုင်တော့ဘူးငါဒါကြီးကိုမဖြစ်နိုင်တော့ဘူးဒီလိုမျိုးကိုယ်တိုင်ပြန်တွေးပြီးတော့ကိုစိတ်အားငယ်တဲ့အခါမျိုးတွေဖြစ်တဲ့အချိန်တွေရှိလာနိုင်တယ်ဒါကြောင့် negative feedback တွေကိုရှောင်ပါကျွန်တော်စိတ်ဓာတ်တက်တုံကကျွန်တော်မျိုးရွာပြောကြတယ်မင်းတက်မနေနဲ့မင်းအောင်ပါလဲမဟုတ်ဘူးမင်းစိတ်ဓာတ်တက်မနေတဲ့အချိန်ကုန်နဲ့မိဘပစံထိုင်ဖြုံးနေတာမင်းစိတ်ဓာတ်လည်းအောင်ပါမဟုတ်ဘူးမင်းကြည့်ရလက်ကြောတိတ်မဲ့ကောင်လည်းမဟုတ်မင်းစိတ်ဓာတ်ဆိုတာနှက်ကြီးတယ်ဘာညာပေါ့နော်ဒီလိုမျိုးကျွန်တော်အမျိုးတွေဝိုင်းပြောတယ်အဲ့ဒီမှာကျွန်တော်တစ်လားနှစ်လားလောက်ကျွန်တော်စိတ်တော့ရောက်သွားသေးတယ်ငါတကယ်ပဲငါစိတ်ဓာတ်မအောင်တော့ဘူးလားငါတကယ်ပဲစိတ်ဓာတ်ကိုစောင်းမဲမဖြေရတော့ဘူးလားဒီလိုတွေးသေးတယ်နောက်တော့ကျွန်တော်ဆုံးဖြတ်ချက်တခုချလိုက်တယ်ငါသူတို့ပြောတဲ့စကားတွေကိုငါရအောင်လှမ်းမယ်ငါဒီလိုသူတို့ပြောတဲ့စကားတွေကိုငါရအောင်လုပ်ပြမယ်ဆိုတဲ့စိတ်ပဲတွေးလိုက်တယ်အဲ့မှာကျွန်တော်စိတ်ဓာတ်အောင်သွားခဲ့တယ်အဓိကကိုယ်တိုင်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိလာပြီဆိုရင်အဲ့ဒီဆန္ဒကိုဖြစ်အောင်လုပ်ဖို့ပဲဘယ်သူတွေဘာပဲပြောဘယ်သူဘာပဲကိုပြောလာကိုပေါ်မှာအောင်မြင်နိုင်ဘူးမဖြစ်နိုင်ဘူးဒီလိုမျိုးပြောတဲ့သူတွေတွေ့လာခဲ့ရင်ကြုံလာခဲ့ရင်ဖြစ်အောင်လုပ်ပြလိုက်တကယ်ဖြစ်အောင်တကယ်ရအောင်လုပ်ပြလိုက်ဆိုတော့အခုလိုမျိုးကျွန်တော်လိုမျိုးကြုံခဲ့ရတဲ့အကြောင်းတွေရှိရင်ဆိုရင်လည်း comment ထဲမှာရေးခဲ့လို့ရပါတယ်ဆိုတော့ခင်ဗျားဘဝကိုပြောင်းလဲဖို့အတွက်နံပါတ် 8ကတော့အချိန်ကောင်းတိဆောက်ပါလေ့ကျင့်ကောင်းတွေတိဆောက်ပါခင်ဗျားအောင်မြင်တဲ့သူတယောက်ဖြစ်လာဖို့အောင်မြင်တဲ့သူတယောက်ထူးချွန်တဲ့သူတယောက်ဖြစ်လာဖို့အတွက်လေ့ကျင့်ကောင်းကလိုပါတယ်ဘယ်သူမှတစ်ပတ်လောက်နဲ့လေ့ကျင့်ကောင်းတွေမရနိုင်ဘူးဘယ်သူမှလည်းတစ်လားလောက်နဲ့လေ့ကျင့်ကောင်းတွေမရနိုင်ဘူးခင်ဗျား body မှာတော့ခင်ဗျားတောင်းရင်လည်းခင်ဗျားခန္ဓာကိုယ်ကစစ်ပတ်တွေထွက်ချင်တယ်ဒါပေမဲ့ခင်ဗျားလေ့ကျင့်ကမလုပ်ဘူးတခြား training မလုပ်ဘူးဆိုရင်ခင်ဗျားလိုချင်တဲ့ result တခုရလာမှာမဟုတ်ဘူးဆိုတော့ခင်ဗျားဝေးကြခြင်းနေဆိုရင်ခင်ဗျားမျက်နှာတစ်ပိုင်းထပ်ပြဖို့လိုရင်လိုမှာပဲကျင်သွားဆော့ဖို့လည်းလိုရင်လိုမယ်ဒီလိုမဟုတ်ဘဲနဲ့ခင်ဗျားဝေးကြခြင်းနေပြောပြီးတော့အစီများတဲ့စားသားတွေစားမယ်လေ့ကျင့်ကလည်းမလုပ်ဘူးပုံမှန်တိုင်းပဲနေမယ်စားကျင်တာတွေလည်းစားမယ်ဒီလိုမျိုးဆိုရင်ခင်ဗျားဝေးကြမှာမဟုတ်ဘူးဒီလိုမျိုးဆိုရင်ခင်ဗျားလေ့ကျင့်ကောင်းတခုရမှာလည်းမဟုတ်ဘူးဆိုတော့ခင်ဗျားကဗီဒီယိုတစ်ပုဒ်ရိုက်ချင်တယ်ခင်ဗျားရိုက်ချင်တာပဲသိတယ်တကယ်အဲ့ဒီဗီဒီယိုအတွက်ချက်ခွေရေးပြီးပြီလား content plan တွေဆွဲပြီးပြီလား content schedule တွေချပြီးပြီလားချိုင်းမိတ်တွေတခြားပြင်ပြီးပြီလားဒါပေမဲ့မလုပ်ဘူးဆိုရင်လည်းခင်ဗျားမှာလေ့ကျင့်ကောင်းမရှိဘူးဆိုရင်လည်းဒုချွန်ထက်မြက်တဲ့သူတယောက်ဖြစ်လာမှာမဟုတ်ဘူးလေ့ကျင့်ကောင်းတွေတိဆောက်ဖို့အတွက်လည်း mini habit လေးတွေလိုတယ် mini habit ဆိုတာအသေးအမွှားလေးတွေကစပြီးတော့လေ့ကျင့်ကောင်းတွေကိုဖန်တီးယူလို့ရပါတယ်လေ့ကျင့်ကောင်းတွေကိုလေ့ကျင့်လို့ရပါတယ်လေ့ကျင့်တစ်ခုကတိဆောက်ပြီးပြီဆိုရင်နောက်လိုအပ်တဲ့အချက်ကတော့ community ကောင်းဖို့လိုပါတယ် community ကောင်းဖို့ဆိုတာအခုခေတ်မှာလူတိုင်းနဲ့ပြောဆိုဆက်ဆံတတ်ရင်အောင်မြင်မှုဆိုတာရလာမှာဖြစ်ပါတယ်လူတိုင်းနဲ့ပြောဆိုဆက်ဆံတာကောင်းပြီဆိုရင်အောင်မြင်ဖို့အတွက်ထူးချွန်ထက်မြက်တဲ့သူတယောက်ဖြစ်လာဖို့အတွက်လွယ်ကူစေမှာပါခင်ဗျာလောက်ကမှာဖြစ်ဖြစ်ခင်ဗျာပေါင်းသင်းကြမှာဖြစ်ဖြစ်လူမပတ်ဝန်းကျင်မှာဖြစ်ဖြစ်စကားပြောကောင်းတဲ့သူတယောက်ဆိုရင်လူတိုင်းကချီးကျူးကြတယ်ခင်ဗျာအလုပ်ခွင်မှာဆိုရင်ခင်ဗျာကကိုယ့်ရဲ့တထေးဖြစ်ဖြစ်ကိုယ့်ရဲ့မန်နေဂျာဖြစ်ဖြစ်ခင်ဗျာတွားပြီးတော့အလုပ်စကားပြောမယ်ဆိုပါစို့ကိုယ့်ရဲ့မန်နေဂျာကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တထေးကိုပဲဖြစ်ဖြစ်စကားကောင်းကောင်းပြောမယ်ခင်ဗျာစကားပြောကောင်းတဲ့သူတယောက်ဖြစ်တဲ့အတွက်သူတို့ဒီယုံကြည်မယ်သူတို့ဒီလုပ်ကိုဒီလူကတော့တကယ်လုံနိုင်တယ်ဒီလူကတော့မလုံနိုင်ဒီလူကတော့တကယ်လုံနိုင်တယ်ကိုယ်တိုင်ကိုယ့်ရဲ့စကားမှာတေချာဂတိပေးနိုင်နေဆိုရင်သူတို့ရဲ့အမြင်မှာကိုကထူးချွန်တဲ့သူတယောက်ဖြစ်နိုင်တယ်ကိုကဒီလုပ်ကိုတအားကြိုးစားတယ်ဒီလုပ်ကိုမှဒီလုပ်ပေါ်မှာကိုကတမိုးထားလေးစားရလို့သူတို့မြင်ပါကိုယ့်ရဲ့တထေးဖြစ်ဖြစ်ကိုယ့်ရဲ့မန်နေဂျာဖြစ်ဖြစ်သူတို့နဲ့စကားပြောတတ်ဖို့သူတို့နဲ့ connection မိဖို့ကအလုပ်ကမှပိုပြီးရေးကြီးတယ်ဒါမှလည်းနောက်လုပ်တွေနောက်ထပ် project တွေမှာကိုယ့်ကိုပြန်ပြီးတော့လာပြီးတော့ခိုင်းလိမ့်မယ်ကိုယ့်ကိုပို့ပြီးတော့ယုံကြည်လာလိမ့်မယ်ခင်ဗျားပေါ့ကိုပြောင်းလဲဖို့အတွက်နောက်ဆုံးချက်ကတော့အရှင်ယူရပါမယ်လူတိုင်းနှစ်ကုန် plan တွေချဒီနေ့မှတော့ဘာလုပ်မလဲငါဒီတွင်းမှာဘာလုပ်မလဲငါဒီတွင်းမှာဘာလုပ်မယ်သင်တန်းတွေတက်မယ်ဖြစ်ချင်တဲ့စံတော်တွေလုပ်မယ်ဒီလိုမျိုးတွေးကြတယ်တကယ်လုပ်ဖြစ်လားဆိုမလုပ်ဖြစ်ဘူးသူတို့ဘာလို့မလုပ်ဖြစ်လဲဆိုတော့သူတို့လိုချင်တဲ့အရာသူတို့ဖြစ်ချင်တဲ့အရာတခုရဖို့အတွက်သူတို့မှ action မရှိလို့ခင်ဗျာဝေးကြခြင်းနဲ့ခင်ဗျာ body တောင်းတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ခင်ဗျာတခြားဘာလေ့ကျင့်ခန်းလုပ်ရလိမ့်မယ်ခင်ဗျာကျင်သွားဖို့လည်းလုပ်ရလိမ့်မယ်ခင်ဗျာကျင်သွားဖို့လည်းပြင်ဆင်ထားပြီးသားတကယ်နဲ့ကျင်မသွားနိုင်ဘူး
တကယ်ဘာမှမလုပ်ဖြစ်ဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့လဲဆိုရင်တကယ်လုပ်ဖြစ်တဲ့စန္ဒတကယ်လုပ်ဖို့ဆိုတဲ့အရာအရှင်မရှိလို့အရှင်ရှိပြီဆိုရင်ခင်ဗျာဘာပဲလုပ်နိုင်လာလိမ့်မယ်ဆိုဖြစ်ချင်တာလည်းသိတယ်ဖြစ်အောင်လုပ်ရင်ဖြစ်မယ်ဆိုတာလည်းသိတယ်ဒါပေမဲ့မလုပ်ဘူးဆိုတာအရှင်မရှိလို့ကိုယ်တိုင်စာရီရေးမယ်လို့တွေးထားတယ်စာဖတ်မယ်လို့တွေးထားတယ်တကယ်နဲ့ဘာလို့စာမဖတ်ဖြစ်လဲဆိုတာစာဖတ်မယ်ဆိုတော့အရှင်မရှိလို့ငါဒီနေ့မှတော့စာဖတ်မယ်ဒီတစ်ပတ်တွင်းမှတော့ငါစာဗန္ဒအုပ်ရအောင်ဖတ်မယ်လို့တွေးထားပေမဲ့တကယ်နဲ့အရှင်မလုပ်ဘူးဆိုရင်တကယ်နဲ့စာဖတ်ပြမှာလည်းမဟုတ်ဘူးဆိုကြပါစို့ခင်ဗျာ YouTube မှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဒီလိုမျိုးရည်မှန်းချက်ကဒီလိုမျိုးကခင်ဗျာအတွက်ရှင်းလင်းတဲ့ရည်မှန်းချက်မဟုတ်ဘူးငါ3လအတွင်းမှာ YouTube မှာအောင်မြင်ရမယ်ဆိုတဲ့အတွေးကပဲကိုအရှင်ယူဖို့အတွက်လုပ်ဖြစ်စီမှာပါအချိန်ရှိရင်လုပ်မယ်အချိန်မရှိရင်မလုပ်ဘူးဒီလိုမျိုးအတွေးတွေကတကယ်လုပ်ဖြစ်မှာမဟုတ်ဘူးလို့တစ်ခုလုပ်မယ်ဆိုရင် time blocking လုပ်ပါ time blocking ဆိုတာအချိန်တစ်ခုသတ်မှတ်ပြီးတော့လုပ်ပါခင်ဗျာဗီဒီယိုတစ်ပုတ်တင်မယ်ဆိုရင်လည်းဗီဒီယိုတစ်ပုတ်လုပ်ဖို့အတွက်လိုချက်တစ်စိမ့်တွေအများကြီးလုပ်မယ်ခင်ဗျာတစ်ပတ်မှာစာတအုပ်ဖတ်မယ်ဆိုရင်လည်းတအုပ်ရအောင်ဖတ်ပါဆိုတော့နောက်တစ်ချက်ကအရှင်ရဖို့အတွက်အာယုံနောက်စေမဲ့အာယုံများစေမဲ့ຢာတွေကိုရှောင်ပါsocial media နဲ့ပတ်သက်တာတွေမလိုအပ်ဖက်နဲ့ notification ဝင်လာတွေတွားပြီးကြည့်မိတာမျိုးတွေဒီမျိုးတွေကခင်ဗျားအတွက်အရှင်တစ်ခုရနိုင်မှာမဟုတ်ဘူးခုနကစာဖတ်တယ်ဆိုရင်လည်းအဲ့စာဖတ်တဲ့အချိန်တွေမှာ social media တွေခဏပိတ်ထားတာမျိုးဒါမှမဟုတ်ရင်လည်းဖုန်း silent လုပ်ထားတာမျိုးဒါမှမဟုတ်လည်းဖုန်းဝေးထားတာမျိုးဒီလိုမျိုးလုပ်ပြီးတော့ကိုစာဖတ်တဲ့ပုံစံကိုလုပ်တော့ဖို့လိုမယ်အဲ့ဒါမှကိုယ်တိုင်အရှင်တစ်ခုရလာမှာပါဒါကြောင့်တကယ်အရှင်ရဖို့အတွက်ဆိုရင်ဒီလိုမျိုးຢာတွေကိုရှောင်ပါ time blocking သတ်မှတ်ပါပြီးွားရင်ကိုအာယုံနောက်စီမဲ့ຢာတွေကိုရှောင်ပါနောက်တစ်ချက်က perfect ဖြစ်မှလုပ်မယ်ဆိုတဲ့စိတ်ကိုမတွေးပါနဲ့လူတွေတော်များထင်ထားတယ် perfect ဖြစ်မှငါစိတ်အချင်းတွေကောင်းမှငါလုပ်ချင်တဲ့အချိန်မှလုပ်မယ်ဆိုတဲ့စိတ်တွေးတယ်ကျွန်တော်ကိုယ်လည်းအရင်တုန်းက perfect ဖြစ်မှလုပ်မယ်ဆိုတဲ့စိတ်တွေးဘူးတယ်ဒါပေမဲ့နောက်ပိုင်းဘာမှမလုပ်ဖြစ်ဘူးအချိန်တွေသာလက်ခါတက်ကုန်သွားတယ်တကယ်ဘာမှဖြစ်မလာဘူးတကယ်လည်းဘာမှမလုပ်ဖြစ်ဘူးဒီလိုမျိုးတွေးမိရင်တကယ်လည်းကိုလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်နိုင်မှာမဟုတ်ပါဘူးဘာပဲလို့ယုံကြည်မှုရှိမယ်ဘာပဲလို့ကိုယုံကြည်တယ်ငါဒါကိုဖြစ်အောင်လုပ်မယ်ငါဒါကိုရအောင်လုပ်မယ်ဒီလိုမျိုးအတွေးနဲ့လုပ်မယ်ဆိုရင်လည်းဘဝမှာအောင်မြင်တဲ့သူတယောက်ထူးချွန်တဲ့သူတယောက်ဆိုတာဖြစ်လာမှာပါဆိုတော့ဒီဗီဒီယိုမှာကိုမြင်မှန်းထားတဲ့ပန်းနိုင်ကိုယ်တိုင်ထူးချွန်တဲ့သူတယောက်ဖြစ်ဖို့လုပ်ငန်းခွင်မှာရောအပြင်လောကမှာရောအောင်မြင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်လမ်းစာတွေကိုပြပြပေးထားပါတယ်ဆိုတော့ဗီဒီယိုကြည့်ပြီးသွားရင် channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်းလုပ်ခဲ့လို့ရပါတယ်ဒါကျွန်တော် free supporting ပေးခဲ့လို့လည်းရပါတယ်ဆိုတော့ထုံးစံအတိုင်းပဲနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြပါမယ်